ဒီနေ့ကျမ်းပိုင်းကတော့စာနံပါတ်48ဖြစ်ပါတယ်ခန်းကြီး48အငယ်1မှ3ဒါဝရဘုရားသည်ကြီးမြတ်တော်မူ၏တန်ရှင်းသောတောင်တော်ပေါ်မှာငါတို့ဘုရားသခင်၏မြို့တော်တွင်အထူးသဖြင့်ထောမနာချီးမွမ်းခြင်းကိုခံထိုက်တော်မူ၏မြေကြီးတစ်ပြင်လုံးရွှင်လန်းရာဇီးအုံတောင်ထိပ်သည်အဆင်းလှပေ၏မြောက်မျက်နှာဘက်၌မဟာမင်းကြီးမြို့တော်သည်တည်၏ထိုမြို့၏ဘုံဗိမာန်တို့တွင်ဘုရားသခင်၏ကိုယ်လွန်ရာသည်ကိုသိရ၏အငယ်4မှ9ရှင်မြင်းတို့သည်စည်းဝေး၍အတူလျှောက်သွားကြ၏မြင်သောအခါမှိုင်တွေ၍ထိတ်လန့်လျက်ပြေးကြ၏ထိုအရပ်၌သူတို့သည်ကြောက်လန့်ခြင်းသို့ရောက်၍သားဖွာသောမိမခံရသကဲ့သို့ဝေဒနာရှိကြ၏တာရှုသင်္ဘောတို့ကိုချိုးဖျက်သောအရှိလေနှင့်တွေ့သကဲ့သို့ဖြစ်ကြ၏အငယ်8မှ14ငါတို့သည်ကြားဘူးသည့်အတိုင်းကောင်းကင်ဘုရားရှင်ထာဝရဘုရား၏မြို့ငါတို့ဘုရားသခင်၏မြို့တော်၌တွေ့မြင်ရကြ၏ဘုရားသခင်သည်မြို့တော်ကိုအစဉ်အမြဲတည်စေတော်မူမည်အိုဘုရားသခင်အကျွန်ုပ်တို့သည်ဗိမာန်တော်ထဲမှကရုဏာတော်ကိုအောက်မေ့ကြပါ၏အိုဘုရားသခင်နာမတော်သည်မြေကြီးစွန်းတိုင်အောင်နှံ့ပြားသည်နိတူဂုံတရေတော်လည်းနှံ့ပြားလျက်ရှိပါ၏လက်ရလက်တော်သည်ဖြောင့်မတ်ခြင်းတရားနှင့်ပြည့်ဝလျက်ရှိပါ၏တရားစီရင်တော်မူချက်များကြောင့်ဇိအုန်တောင်သည်ဝမ်းမြောက်၍ယုဒအမျိုးသမီးတို့သည်ရွှင်လန်းကြပါ၏သားမြေးတို့အားကြားပြောမည်အကြောင်းဇိအုန်မြို့ကိုပတ်လည်၍ပြအိုးတို့ကိုရေတွက်ကြလော့ရင်တားတို့ကိုမှတ်၍ဘုံဗိမာန်များကိုလည်းဆင်ញင်ကြလော့အကြောင်းမူကားထိုဘုရားသခင်သည်ကာလအစဉ်အမြဲငါတို့၏ဘုရားဖြစ်တော်မူ၏တေဒီကာလတိုင်အောင်ငါတို့ကိုပို့ဆောင်တော်မူလက်တံ့တည်းโอเคနောက်ကျမ်းပိုင်းမှာပြန်တွေ့ကြမယ် bye bye